မင်္ဂလာပါရှင်ဒီတစ်ပတ်မှာတော့ချိန်ကြီးကြလုံးမိုင်အနေနဲ့ကတော့ချိန်ကြီးကြလုံးမိုင်အနေနဲ့ကတော့ကျွန်မဒီတစ်ပတ်မှာပေါ့နော်အနည်းဆုံး3ချိန်4ချိန်ကြာနိုင်တဲ့ချိန်ကြီးကြလုံးမိုင်ပါနော်သူကတော့8ခွန်ပါရှင်သူကတော့8ခွန်ပါနောက်တစ်ခုပတ်တိအနေနဲ့ဆိုရင်တော့ဒီတစ်ပတ်ကိုတစ်ကိုကြိုက်ပါတယ်ရှင်အချိန်ကြလုံးမိုင်ဆိုတာကတစ်ပတ်တွင်မှာ3-4ချိန်ကြာနိုင်တဲ့လုံးပိုင်ပါရှင်သူကတော့8နဲ့ခွန်မှာအချိန်ဒီတစ်ပတ်အတွက်ပတ်တိသူကတော့အချိန်လဲကြာချင်မှကြာမယ်ဒါပေမဲ့ပတ်တိအနေနဲ့သုံးမယ်ဆိုရင်တော့သူကတစ်လုံးနဲ့ပါရှင်သူကနံပါတ်1ပါပတ်တိအတွက်ဆိုရင်တော့ချိုးကတော့ပတ်တိကြိုက်တယ်ပေါ့နော်တချို့ကပတ်တိကြိုက်တယ်ဆိုရင်တော့တစ်ကိုပတ်ပါရှင်အချိန်ကြလုံးမိုင်းဆိုတာကတော့တစ်ပတ်အတွင်းမှာအနည်းဆုံး3-4ချိန်လာနိုင်တဲ့ဟာကိုခေါ်တာပါရှင်အခွေသမားများအတွက်ဆိုရင်တော့3-4ခွန်5-6အပူလေးပါတွဲထိုးပါရှင်အပူပါတွဲပါအပူပါရမ်းပါရှင်အပူပါရမ်းပါရှင်ဘရိတ်သမားများအတွက်ဆိုရင်တော့3-8ဘရိတ်ကြိုက်ပါတယ်3-8ဘရိတ်ကြိုက်ပါတယ်ရှင်3-8ဘရိတ်ကြိုက်ပါတယ်ပုံမှန်အားဖြင့်တော့အချိန်ချင်းကြလုံးမိုင်းပတ်တိအခွေပေါ့နော်ဘရိတ်အကုန်လုံးနှီးပါထွက်ပါတယ်တခါတရံမှာသာပဲဘရိတ်ပိုင်းလေးနည်းနည်းလွဲချော်တာရှိတယ်ပေါ့နော်